လူကြီးတွေပြောကြတယ်တီးခန့်ချင်းအောင်မြင်ခြင်းပဲတဲ့ ဒီကငါတို့လူငယ်တွေတော့မှားနေတယ် ငါတို့ကတော့တီးနေခံတယ် ငါတို့ခင်မှာဒါမျိုးကလာလို့မရဘူး စားခါစားလို့သမားကိုမင်းတို့ခုဒီနေခံနေတော့မလား အောင်နဲ့တူတူအာနာရှင်ကိုမင်းတို့မတော်လန်ခြင်းဘူးလား ဆိုရင်စကားစားဘက်ကစမှုတောင်ပြီးထောက်ထားတယ်ပေါ်သားလည်းဆွဲနေတယ်မင်းရဲ့တက်ကိုမြောင်းလိုက်ပြပေးမှလားပြည်သူတက်ပေးမှလားလက်ချင်ပါ စားကစားလို့လည်းမရဘူးငင်းခံနေပြီးတော့ဘုံတီးနေတဲ့အစင်မှာမင်းလို့တော့မှာ ညီကိုတို့ကျွန်တော်တို့နဲ့တူတိုက်ပွဲဝင်ပြီးတော့စားခါစားအချိန်မိုးကြီး ပြည်သူတွေလွတ်မြောက်ဖို့အတွက်ကဒီတလန်းပဲရှိတယ်အဲ့ဒါဒီဒေါ်လာရဲ့အောင်မြင်ဖို့ပဲ စစ်တပ်ပြီးမြစ်ဖြတ်ချေမုန်းနေတယ်ဆိုရင်တော့ညီကိုတို့အခုပဲလာကြတယ် ဟုတ်ကဲ့ပါရှေ့ကကျွန်တော်ရဲဘော်တွေပြောသွားတဲ့အတိုင်းပဲပြည်သူတွေလွတ်မြောက်ဖို့အတွက်ကတော်လန်ရေးအောင်ဖို့လမ်းတလမ်းပဲရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့စက်နဲ့တစ်ခွဲနှစ်အနေနဲ့အခုလာမှာရဲဘော်တဲ့အင်အားများခေါ်ယူနေလျက်ရှိပါတယ်ညီကိုတွေအကုန်လုံးအနေနဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးသွားလို့ရှိရင်ဘာလုပ်ရမလဲဆိုတာကိုအားလုံးဆုံးဖြတ်ပြီးသွားမယ်လို့ထင်ပါတယ်ဆိုတော့အမြန်ဆုံးချိတ်ဆက်ပြီးတော့ရဲဘော်အဖြစ်ကိုကြောင်းလဲလိုက်ပါလို့တိုက်တွန်းလိုပါတယ်နော်